များ AMB Computer Knowledge Sharing Channel လေးအားပြန်လည်ကြိုဆိုလိုက်ပါတယ်။ခုကမှကျွန်တော်တင်ပြမယ့် tutorial လေးကတော့ကျွန်တော်တို့စက်ဒီမှာတက်ဆင်ထားတဲ့ CPU မျိုးစား RAM နဲ့ hard drive တွေကိုဘယ်လောက်ရှိတယ်ဘယ်လိုမျိုးစားတွေတက်ဆင်ထားတယ်ဆိုတာကိုဖော်ကြည့်ပါဖြစ်ပါတယ်။ပြီးခဲ့တဲ့သင်ခန်းစာလေးမှာတော့ CMB command ကနေပြီးတော့ဖော်ကြည့်ကြတာလေးကိုတင်ပြပေးရဖြစ်ပါတယ်။ဒီတစ်ခါတင်ပြပေးမှာတော့နံပါတ်1ဒီလို desktop မှာရှိရဲ့ဒီ computer icon လေးကနေပြီးတော့ right click နဲ့ property my computer property ကနေကြည့်ရမည်ဖြစ်ပါတယ်။ my computer property မှာလည်းကမှာ setting box လေးကြာပါမယ်။အဲဒီမှာကျွန်တော်တို့ computer မှာတက်ဆင်ထားတဲ့ CPU တွေ RAM တွေ graphic card တွေနဲ့ storage တွေကိုကြည့်လို့ရမှာဖြစ်ပါတယ်။ခုဒီမှာဆိုလို့ရှိရင် install ရဲ့ memory မှာ 32K တက်တင်ထားဖြစ်ပါတယ်။ processor မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ Core i5 9 Gen ကိုတက်ဆင်ထားတာဖြစ်ပါတယ်။ job တွေမှာဆိုလို့ရှိရင် graphic card 4K တက်ဆင်ထားပါတယ်။ Nvidia Databook GTX 665နဲ့ဆိုင်ရတာဖြစ်ပါတယ်။ storage တစ်ပိုင်းအနေနဲ့အားလုံးပေါင်းကျွန်တော် 2.29 GB 2000G ကျော်ပေါ့နော်ဆိုင်ရတာဖြစ်ပါတယ်။ဒီလိုကြည့်ပြီးတော့ကျွန်တော်တို့ system မှာဘာတွေတက်ဆင်ထားလဲဆိုတာကိုကျွန်တော်အကြမ်းမြင်သိနိုင်ပါတယ်။နောက်တစ်နည်းကတော့ကျွန်တော်တို့ Windows RAM လေးကနေပြီးတော့ DADIAG ဆိုပြီးတော့ရိုက်ထည့်ပြီးတော့ကျွန်တော်တို့ကြည့်တာလေးဖြစ်ပါတယ်။ RAM မှာဒီ DIAG ရိုက်ပြီးတော့ analysis ချက်ပြလိုက်ပါ။ Diagnosis 2ဆိုတဲ့ဘောက်လေးပေါ်လာပါမယ်။အဲ့ဘောက်လေးမှာကျွန်တော်တို့ကလည်းဒီပထမလိုမျိုးပဲကျွန်တော်ဆက်မှာ CPU ဘာလောက်သုံးထားလဲ RAM ဘယ်လောက်စိုက်ထားလဲ hard disk ဘယ်လောက်သုံးထားလဲဆိုတာကိုကြည့်လို့ရမှာဖြစ်ပါတယ်။ဒီမှာ system ရဲ့ test လေးမှာကျွန်တော်တို့ကြည့်ပါမယ်။ကျွန်တော်ဒီဆက်ပါလို့ရှိရင်ပထမဘုံမှာကြည့်ရတဲ့အတိုင်းပါပဲ။ i5 9 Gen တက်ထားပါတယ်။ memory 32K ရှိပါတယ်နော်။ဒီ display 1မှာကြည့်လိုက်လို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ Nvidia Databook 650စိုက်ထားတာကိုတွေ့ရပါတယ်နော်။4K ပေါ့။ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့နောက်တစ်နည်းကိုယ်ဆက်မှာတက်ဆင်ထားတဲ့ CPU တွေ processor တွေကြည့်ရဖြစ်ပါတယ်။နောက်ထပ်တစ်နည်းကကျွန်တော်တို့ CMB command နဲ့စစ်တာပဲဖြစ်ပါတယ်။ Windows ကနေပြီးတော့ Windows ကနေ Windows ကနေရယ် CMD တို့ရိုက်ထည့်မယ်အနာနေမယ်။ဒီတော့ဒီမှာ CMB command ပေါက်လေးပေါ်လာပါတယ်။အဲဒီမှာ system info လို့ရိုက်ထည့်ရမှာဖြစ်ပါတယ်။ SYSTERINFO system info လို့ရိုက်ထည့်ပြီးအနာနေလိုက်တဲ့အခါမှာ base မှာတက်ဆင်ထားတဲ့ CPU တွေ drive တွေ memory တွေဘာတက်ဆင်ထားလဲဆိုတော့ဒီမှာလာပြီးတော့ပေါ်ပြလို့ဖြစ်ပါတယ်။အခုရရှိလိုက်တဲ့ system info ကတော့ကျွန်တော်တို့ system တွေအားလုံးဒီမှာတက်ဆင်ထားတဲ့သူ့အကြောင်းတွေအားလုံးပေါ့နော်အကျဉ်းချုပ်ပြီးတော့ပေါ်ပြရတာဖြစ်ပါတယ်။ကိုကတစ်ခုချင်းစီကိုသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှိဘူးမျိုးဖိုင်လေးမှာတင်ပြခဲ့တဲ့အတိုင်းပဲ CMB command တစ်ခုရေးပြီးရိုက်ထည့်လို့ရပါတယ်။ဥပမာအနေနဲ့ရှိဘူးမျိုးမှာပဲ CPU ဖြစ်တဲ့ command လေးက WMIC CPU name ပြောပြပါမယ် WMIC CPU test name ကိုရိုက်ပြီးတော့ analyze လုပ်တဲ့အခါမှာကျွန်တော်တို့ဆက်မှာတက်ဆင်ထားတဲ့ CPU model နဲ့နာမည်လေးကိုပေါ်လာလို့ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီဆက်ထဲမှာတက်တင်လာတဲ့ CPU တွေ RAM တွေ drive တွေကိုလင်းနေရလာစစ်လို့ရပါတယ်။ My computer property တွေစစ်မယ်နံပါတ်1နံပါတ်2က DADIAG Diagnosis 2ကနေကြည့်မယ်နံပါတ်3က CMD ကနေပြီးတော့ system info ကနေကြည့်မယ်နံပါတ်4အနေနဲ့ CMD ကနေပြီးတော့ကိုလိုချင်တဲ့တစ်ခုချင်းစီကို command ပြုရိုက်ပြီးတော့စစ်မယ်ပေါ့နော်။အဲ့ဒီလိုစစ်လို့ရပါတယ်။ဒါပေမဲ့အခုကျွန်တော်ပြောတဲ့ video file မှာ user အနေနဲ့သတိထားရမှာကရှိ video file မှာလည်းကျွန်တော်ပြောခဲ့ပါတယ်။အခုလိုမြင်ရတဲ့ set တွေအားလုံးကိုကျွန်တော်တို့ကပြင်ဆင်ထားလို့ရပါတယ်။အဲ့လိုပြင်ဆင်ထားတဲ့ set တစ်လုံးပေါ့နော်။ဒါ site အသစ်ဒီမှာတကယ်ရှုံးနေမှာဝင်တော့အကြောင်းမဟုတ်ဘူးပေါ့။ဒါမှကျွန်တော်ပြန်ရောက်နေတဲ့ scan file တွေကို user ချင်းတွေပြန်ဝင်တဲ့ set တွေမှာဆိုလို့ရှိရင်လေကောင်းလေနိုင်တယ်ပေါ့နော်။ဒီတော့အခုရဲ့ set တွေကိုဒီထားပါတော့ i5 refresh ကြလောက်ကို i5 12ကြလောက်ကောက်ပြလိုက်မယ်။ i3 refresh ကြလောက်ကို i3 12ကြလောက်ကောက်ပြလိုက်မယ်။အဲဆိုရာ CPU ကြီးကရမ်းမြင့်နေတယ်ပေါ့။ကိုယ်ကလည်းကြောင်းနားရတဲ့ကျွန်တော်တို့ဒီ my computer right click property ကကြည့်ရင်တော့ရောက်ရေးဒီဥစ္စာတွေကမမှန်ဘူးကပြင်လို့ရတယ်။ဒီမှာတော့ကြည့်မယ် DADIAG နဲ့ stick တွေအဲ့ဒါလို့ရှိရင်ဒါကပြင်လို့မရဘူးအဲ့မှာဆိုအမှန်ပေါ်တယ်ဒါကျွန်တော်တို့လောကမှာရှိရနော်တချို့အပြည့်စုံမသိကြဘူးအဲ့တော့မှထပ်ပြီးတော့ CMB နဲ့စစ်လို့ရှိရင်လေလို့မရဘူးကွန်ပျူတာ CMB command အမှန်ဆုံးပဲပေါ့နော်အဲ့လိုတွေပြောကြပါတယ်ဒါပေမဲ့အဲ့ဒီဟာတွေအားလုံးမှားပါတယ်ကျွန်တော်တို့ဒီ၄ခုစလုံးမှာကျွန်တော်တို့
ပြင်ထားတဲ့အတိုင်းလာပေါ်နေတာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့ဘယ်လိုဆက်အောင်လဲဆိုတာကိုနောက်သင်ခန်းစာလေးမှာကျွန်တော်ဖော်ပြပါမယ်ပြီးတော့နောက်သင်ခန်းစာလေးမှာcommon user တွေအတွက်မမှားအောင်လို့ပေါ့နော်ကျွန်တော်တို့တချို့ရင်းတဲ့လူတွေအားရအောင်လို့တင်ပြရဖို့ပါဘူးဒီ system name တွေကိုဘယ်လိုပြောင်းလဲဆိုတာကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ခုတော့ဒီ video လေးကိုဒီမှာဆုံးသက်ပါမယ်နောက် video လေးမှာဆောက်ရွက်ကြည့်ပါခင်ဗျာကျေးဇူးတင်ပါတယ်